မင်္ဂလာပါရှင်နန်းလေးအိမ်ချမ်းများနေကြိုဆိုမိတ်ဆက်လိုက်ပါတယ်ကျမကိုရောက်ရှိမိတ်ဆက်ပေးမယ်ဂက်ဆောက်လေးလုံးပါချန်ရတော့ပြင်းဦးတွင်မျိုးရက်ွက်ကြီး7ရေငယ်မှာတည်ရှိပါတယ်အခြားနည်းလဲကြပြီးသားပါလူနေထိုင်ခွင့်နဲ့ကြထားပါတယ်မန်းလေးပြင်းဦးတွင်ကားလမ်းမိုင်နဲ့နက်ကွက်ငုတ်ဖြစ်တယ်လို့မဟာအန်တုကန္တာဖျားကိုလည်းလန့်ဖူးမြော်လို့ရတယ်ဒါကတော့ဂက်ဆောက်လေးရဲ့အဝင်လမ်းဖြစ်ပြီးတော့မှဒီမှာခြံအကျအားတော့မျက်နှာစာ80ပြီးလို့ရှိရင်အနံက80ရှိတယ်လမ်းနှစ်ဖက်ပေါက်ကလေးပါကားပါကင်လည်းလွတ်လပ်စွာထိုးလို့ရပြီးတော့မှဟိုတယ်3 pre-book furniture အပြည့်စုံပါမယ်ရေပူရေအေးပါမယ်ရေမီအစုံအကွန်ပါမယ်ရှင်ပြီးလို့ရှိရင်လည်းဒီမှာဒါလွတ်လပ်ကားပါကင်အကျိထိုးလို့ရပြီးတော့အပေါ်ကနေကြည့်မယ်ဆိုရင် view လေးလည်းအရန်လှပါတယ်သူကတော့ရောင်းစိလေးက39,800ညီနိုင်မှာအခြားနည်းလဲပါပြီးသားပါเนาะဒီရက်ဆောက်အကျယ်လေးတွေကတော့ပေ12ပေပေ20 10ပေ25ပေသူ့ရဲ့အကျယ်ဝန်းချင်းကတော့အဆောက်တစ်ခုနဲ့တစ်ခုမတူပါဘူးအောက်ထပ်မှာဆိုရင်လည်းဒီမှာအခန်းကျယ်ရှိမယ်ရေချိုးခန်းအိမ်နာပြီးအပေါ်ထပ်မှာဆိုလို့ရှိရင်လည်းဒီမှာမွေးရနဲ့သူ့ရဲ့အတုံးဆောင်ပစ္စည်းအပြည့်အစုံလေးထားပေးပါတယ်အတင်းတက်ပြီးတော့ငားနေအောင်ပါပဲเนาะဒီဟာဆိုရင်ဥမာပန်းပွဲတော်တို့ဒီဒီဇိုင်းနိုင်တို့ဆိုလို့ရှိရင်ဒီဟာဒီကဆောက်လေးတွေကလည်း booking ကြိုယူထားမှရပါတယ်ရှင်မဒီငွေဥထားလို့လူလုပ်ငန်းရှင်တွေအတွက်ရောမိသားစုလေးတွေအေးအေးဆေးဆေးနေလို့လူတွေအတွက်ရောဒီတန်ဖိုးလေးနဲ့ဒီအဆောက်ဥပါလေးကအရန်တင့်တော်တော့နေရာလေးတစ်ခုဖြစ်ပါတယ်ရှင်။များစာရွက်စာတမ်းခိုင်မာမှုလေးစိတ်ချရပါတယ်။သူဌာနဆိုင်ရာများမှာကြိုက်တယ်လို့စစ်ဆေးနိုင်ပါရှိရောင်းသေးလေးကတော့39,800ပါညီနိုင်လေးပါနော်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်။